လေရင်ရဲ့ဘဲဘက်အတောင်မှန်ပောက်ကွဲသွားပြီဖြစ်တယ်လို့လေရင်မှုအခန်းသတင်းပေါက်လဲကွဲထွက်လူနီးပါဖြစ်နေပြီဆိုတာကိုကောင်မလေးကြားသိလိုက်ရပါတယ်ဒါကြောင့်လေရင်ပြတ်ကြတော့မယ်လို့သူမကောက်ချက်ချလိုက်ပါတယ်ခီးတယ်တွေအားလုံးကတော့သူမပောက်ကြရတွေပြောနေတယ်လို့ထင်နေကြပေမဲ့သူမမှာတော့ရှင်းပြနေဖို့အချိန်မရှိတော့ပါဘူးသူမကမိခင်ဖြစ်သူနဲ့အတူလေရင်မှုခန်းစီကိုအပြေးလွှားသွားလိုက်ကြပါတယ်အဲ့ဒီမှာလက်ထောက်လေရင်မှုရဲ့ကိုယ်တစ်ပိုင်းသတင်းပေါက်အပြင်ဘက်ကိုရောက်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်ကြာမှပဲလူတိုင်းကအန္တရာယ်ရှိနေမှန်းသဘောပေါက်သွားကြပြီးသူမရဲ့အမေနဲ့လေရင်မယ်တွေကလက်ထောက်လေရင်မှုကိုအထက်ပြန်ရောက်အောင်အလင်းအမြန်ဝိုင်းဆွဲတင်ခဲ့ကြပါတော့တယ်ကောင်မလေးကအခွင့်ကောင်းယူပြီးလေရင်မှုထိုင်ကုန်မှာဝင်ထိုင်လိုက်ပါတယ်သူမကအရင်ဆုံးလေရင်ရဲ့ဘဲဘက်အင်ဂျင်စီသွားတဲ့လောင်စာစီလိုင်းကိုဖျက်တောက်လိုက်ပြီးမိသက်ဆေးဘူးကိုဖွင့်လိုက်ပါတယ်သူမဟာကျွမ်းကျင်ပိုင်နိုင်တဲ့လှုပ်ဆောင်ချက်တွေကိုစက်တိုက်ပြုလုပ်ခဲ့ရမှာလေရင်ရဲ့ဘဲဘက်အတောင်ပံကမိတောက်တွေလည်းချက်ချင်းငိမ့်သွားပါတော့တယ်လေရင်မယ်တွေကတော့ကောင်မလေးကိုပြဿနာတက်အောင်လုပ်နေတယ်ဆိုပြီးဆွဆွဲခဲ့ကြပါတယ်ဒါပေမဲ့လေရင်မှုကြီးကတော့သူမရဲ့လှုပ်ဆောင်ချက်တွေအားလုံးမှန်ကန်နေတာကိုမြင်တွေ့လိုက်ရပါတယ်အခုချိန်မှာလေရင်ကိုကဲတင်နိုင်ဖို့ကအဲ့ဒီကောင်မလေးပုံမှာပဲမူတည်နေပါတော့တယ်ဘာကြောင့်လဲဆိုတော့လေရင်တွင်းပိုင်းမှာလေပီအားကွာခြားချက်ကအများများပြနေလို့ပဲဖြစ်ပါတယ်လေပီအားလျှော့ချသွားစေဖို့အတွက်လေရင်ရဲ့ဘဲဘက်တိမ်ဆောက်မှုထောင်ချိုးကိုချိန်ကြီးပေးဖို့လိုအပ်နေပါတယ်ကောင်မလေးကမောင်းနှင်မှုထိန်းချုပ်ခတ်လုပ်ခုံကိုစတင်ချိန်ကြီးပါတော့တယ်သူမဟာပီအားလျော့ချသွားစေမဲ့မှန်ကန်တဲ့ထောင်ချိုးအနေထားကိုရှာဖွေနေတာပါတစ်ချိန်တည်းမှာပဲလေရင်မှုကြီးပေးပို့လိုက်တဲ့အရေးပေါ်အကူအညီတောင်းခံမှုအချက်ပြမှုကိုလေကြောင်းထိန်းသိမ်းရေးမျှော်စင်ကလက်ခံရရှိသွားပါတော့တယ်တာဝန်ရှိဝန်ထမ်းတွေကလေရင်နဲ့အဆက်အသွယ်ရဖို့ချက်ချင်းစူးစမ်းခဲ့ကြပါတယ်ကောင်မလေးကဘဲဘက်အတောင်ပံရဲ့ထောင်ချိုးကိုချိန်ကြီးလိုက်တဲ့အခါမှာတော့လေရင်ခန်းတွင်း PR ကတိတိတတ်တာကျဆင်းသွားခဲ့ပြီးခီးတဲ့ဝင်ပေါက်တကားတွေလည်းပြန်လည်တည်ငြိမ်သွားပါတော့တယ် PR ရော့ကျသွားပြီးနောက်မှာတော့လက်ထောက်လေရင်မှုကိုလေရင်မှုကန်နဲ့ပြန်လည်ဆွဲတင်နိုင်ခဲ့ကြပြီးအရာအလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲမျော်စင်ကလေရင်မှုကြီးနဲ့အဆက်အသွယ်ရသွားခဲ့ပါတယ်နောက်ဆုံးမှာတော့အားလုံးပဲစိတ်သက်သာရသွားပြီးတပြင်းချနိုင်ခဲ့ကြပါတော့တယ်ဒါပေမဲ့သူတို့ကိုအံ့အားသင့်သွားစေတာကတော့လေရင်မှုကန်တွေကနေကောင်မလေးတယောက်ရဲ့အတန်ကိုကြားလိုက်ရတာပါပဲသူတို့ဘာမှပြန်မပြောနိုင်ခင်မှာပဲလေကြောင်းထိန်းသိမ်းရေးမှုကအန်ရဲ့အတစ်တစ်ခုကိုထပ်မံတွေ့ရှိလိုက်ပါတယ်အဲ့ဒါကတော့လေရင်ကိုထိန်းချောင်းမောင်းနေမဲ့သူမရှိပဲအချိန်ကြာကြီးလွတ်ထားမိတယ်လို့ဖြစ်သွားတာကြောင့်မူလလမ်းကြောင်းကနေအကြီးအကျယ်လွဲချော်သွားခဲ့ပြီးအခြားလေရင်တစ်စင်းရဲ့ပြန်တမ်းမှုအမြင့်ပေနဲ့ထပ်တူကျနေတာကိုတွေ့ရှိလိုက်ရခြင်းပဲဖြစ်ပါတယ်